ဒီ hand grip ပေါ့နော် hand grip မှာတလို့ရှိပါသေးတယ်အဲ့ဒါကတော့တော်တော်များများသိကြတယ်ဘာဖြစ်မလဲဆိုတော့မှန်ကြည့်ဖို့အချိန်တိုးဆက်ကပ်ပြီးမယ်တာဒါဒါလေးကတော်တော်များများသိကြပါတယ်ပြီးတော့မြင်ရုံနဲ့လည်း hand grip ပဲပြီးရပေါ့နော်ဒါလေးဆိုလို့ရှိရင်ညှင့်ပြီးတော့လည်းကြည့်လို့ရတယ်ဒါလေးဆိုရင်တော့အလွယ်တကူပဲပို့အပြင်သွားလို့ရှိရင်လည်းထည့်သွားလို့ရတယ်ဟိုပပနဲ့ပပနဲ့ဒီလိုလေးလုပ်နေအောင်တော့နော်အဲတကူရရှိတယ်ကိုဆက်ဆက်လို့ချင်တာအလုံးစုံတော့မလုပ်မိသေးဘူးနော်သူကလည်းကြက်သားအဆိုင်ပြီးလို့ရတာမို့လို့ကိုကဆက်ဆက်ချင်းမှာအလုံးစုံလုံးလို့ရှိရင်ကြက်သားကြီးလာချင်ပါလိမ့်မယ်ဒီနောက်တစ်ခုကကျမကကလေးချင်းမပြောက်သေးဘူးပေါ့နော်ဘောလုံးနေလဲဆိုပါလေဒီကပြောလို့ဆိုရင်နည်းခက်လန်လာလို့ဆိုတော့ပိုကောင်းတယ်ဗီဒီယိုရရတဲ့စင်ချင်းလို့ဆိုလို့မိကပဲပြစ်ပြီးဆိုတာပေါ့နော်မိကပြစ်ပြီးဆိုတာကြတော့ဘယ်ရမ်းဒီကံအားရနေနေပြင်းနိုင်တာမို့လို့ဒီနိုင်မှန်တတ်တယ်ပေါ့နော်ပြီးတော့ပြန်ဖန်ရလည်းနည်းနည်းလေးတစ်ခါတော့ပြောမယ်ဆိုနည်းနည်းခဏမှန်းဆုံးနော်ပြီးတော့နည်းနည်းခဏလေးပြစ်ပြီးတော့ပြန်ဖန်ရတာပိုပိုကောင်းတယ်ဒီနေ့အများကြီးပြောလို့မိတယ်ပေါ့နော်။ဒါပေမဲ့မပြီးသေးပါဘူး။နောက်ဆုံးတစ်ခုရှိပါသေးတယ်။ The last but not the least အားလည်းဆိုတော့ကြည်ချသူဟုတ်ပါတယ်။အတူတူရေချင်းချင်အဖြစ်လဲလူချောင်းလေးတွေအတွက်ကောင်းပါရဲ့နော်။ 1 2 3 4အဲ့ဒီလေးခုမှာ2နေ4နေကအားလုံးနဲ့အနည်းဆက်ဆုံးလို့ဖြစ်နေတယ်ပေါ့နော်လေးလုံးနေမှာဆိုရင်လည်းမချက်သားတွေတက်လာမယ်မချောင်းလေးတွေကောင်းလေးကျင်းနေဆိုရင်ပိုင်းကြည့်ပြပါနော်